တော့ဥတင်ပါတယ်ဖေရ ယောဂီနံပါတ်335တရားလျှောက်ပြီးပါခင်ဗျာ ဆရာတော်ဖေရတပည့်တော်ယောဂီအမှတ်335ယူသစ္စာတရားလျှောက်ထားပါတယ်ဖေရတပည့်တော်အာနာပါနသတိဘာဝနာကမ္မထံကိုပွားများအားထုတ်တဲ့ခါမှာညာခြေတွင်ကြားပေခြေပြင်ကြားခါပြောင်းကောင်းမှန်မျက်လွှာချပြီးတော့မျက်နှာမှာစာခဏကိုအာရုံထားတဲ့နေရာတောင်းထားတင်ထားတဲ့နေရာတွေကိုဥစွာရွေတည်တည်ပြေလျှော့ပါတယ်ဖေရတပည့်တော်ညတုံးကိုလည်းအိပ်ပျော်တဲ့ကဲတို့ထားပြီးတော့စိတ်ရောကိုယ်ပါအနာပေးအနာယူခြင်းလို့ကိုလည်းရွေတည်တည်ပြုလုပ်ပါတယ်ဖေရပြီးတော့ရဲ့စိတ်ကိုလည်းနေရာမချပဲဖြစ်ပြီးဖြစ်ဆဲဖြစ်လက်တန်တော့တက်ရှိတတ်မဲ့အာယုံလေးစီတို့ရောက်မသွားအောင်မတွေးအောင်ဒီဟာဆောက်ရှောက်ပြီးတော့ရွေတည်တည်ဒီဟာဆောက်ရှောက်ပြီးတော့တမာရီထူထောင်ပါတယ်စိတ်ငြိမ်စိတ်အေးအောင်ပြုလုပ်ပါတယ်ဖေရစိတ်ငြိမ်စိတ်အေးသွားလို့တဘာဝလေးအာယုံလေးကိုအလိုလိုသိလာတဲ့အခါမှာဒီလေးအာယုံလေးပျောက်သွားမှကိုဆိုရင်စိတ်မထားပဲဒီကိုမြင်ကျင်နာလိုက်ရှာတာလှုပ်ရှူတာထွင်းပြီးရှူတွင်းရှူထုတ်လုပ်တာဝင်လေထွက်လေနောက်လိုက်တာတွေကိုမပြုကျင့်ပဲဘာဝလေးအာယုံလေးကိုသိနေပြီးစိတ်အစဉ်ကိုတာယူတည်တည်တရားဆောက်ရှောက်ပြီးတော့တမာရီထူထောင်ခဲ့ပါတယ်ဖေဟာအတွေ့ထိနာမိတ်တာဘဝင်ကြသုံးခုကင်းပြီးတော့တဘာဝလေးအာယုံတစ်ခုတည်းပေါ်မှာစိတ်အစဉ်တည်ငြိမ်ကြရောက်နေတဲ့ဧကခရတမာရီဖြစ်သွားတဲ့အခါမှာဒီလေးအာယုံမှာတဏှာကြီးခွဲကြကင်းသုံးကင်းပြီးတော့ဧကခရတမာရီဖြစ်စေရမယ်ဟုဒိဋ္ဌံပြုပြီးတော့တဘာဝလေးအာယုံလေးကိုတည်နေသည့်စိတ်အစဉ်ကိုတာယူတည်တရားဆောက်ရှောက်ပြီးတော့တမာရီထူထောင်ခဲ့ပါတယ်ဖေဟာအလုံးဉာဏ်သိမ်မွေးတဲ့တဘာဝမင်းလေးထက်လေးအာယုံတို့ရဲ့အစအဆုံးအကုန်လုံးကိုတည်အောင်အစအဆုံးအကုန်လုံးကိုတည်နေတဲ့စိတ်အစဉ်ကိုတာယူတည်တရားဆောက်ရှောက်ပြီးတော့တမာရီထူထောင်ခဲ့ပါတယ်ဖေဟာတပည့်တော်ဒီအာယုံနဲ့တွဲတော့ဖြူတော့ဥပနမိတ်ဖြစ်ပေါ်ပါတယ်ဖေဟာဒီအာယုံနဲ့ဝေးတော့ကြည်တော့ပြီးပါကနမိတ်ဖြစ်ပေါ်ပါတယ်ဖေဟာနမိတ်မပေါ်ခင်လည်းမမျှော်ပါဖေဟာပေါ်လာတဲ့အခါမှာလည်းဒီနမိတ်ကိုလေးလူရှုပြီးတော့ဘာဝဒီအာယုံကိုတည်နေတဲ့စိတ်အစဉ်ကိုပဲရွေသေးသေးတာဆောက်ရှောက်ပြီးတော့မာရီထူထောင်ခဲ့ပါတယ်ဖေဟာဒီစုပ်ပန်တဲ့သူအရှင်နဲ့သူအတီးရှိတာလေးနဲ့တင့်တယ်ရအောင်အောင်လဲစိတ်ကိုဆုံးမပြီးတော့တဘာဝဒီအာယုံကိုတည်နေတဲ့စိတ်အစဉ်ကိုပဲရွေသေးသေးတာဆောက်ရှောက်ပြီးတော့မာရီထူထောင်ခဲ့ပါတယ်ဖေဟာပြီးတော့အာလန်ညကြတာဆုံးမပြီးတော့ပါရှာတော့ဖေဟာဒီတေစာဥတ္တမရဖေဟာအဲ့ဒီတော့နမိတ်ကတော့ဥက္ကဟနမိတ်တရားယုံနဲ့မိတော့နမိတ်တွေနဲ့ပတ်သက်လို့ကတော့လှစ်လို့ရှုထားပြီးမှတမာရီထူထောင်တဲ့လုပ်ငန်းခွင်မှာပြည့်ပြည့်ဝဝအားရှိလိမ့်မယ်ပြည့်ပြည့်ဝဝအားရှိမှအဲ့နမိတ်ကလည်းအားရှိတယ်တမာရီကိုကြော်ပြီးတော့တမာရီထူထောင်နေတဲ့လုပ်ငန်းကိုကြော်ပြီးအဲ့ထူးခြားချက်တွေကိုမျှော်နေတဲ့ယောဂီမှန်သမျှတော့ကြာဖို့သာပြင်ပြီးတော့အဲ့ဒီတော့အဲ့ဒီနမိတ်တွေအားကောင်းဖို့ရအတွက်တမာရီထူထောင်တဲ့လုပ်ငန်းကိုကြော်လို့မရဘူးပြည့်ပြည့်ဝဝဖြစ်နေရမယ်တတိအတိသဘာဝလေးလို့ပြောထားတဲ့နေရာမှာလေးပဲဒါကတော့လေးဒါကအတိနောက်တနည်းဒါကတော့လေးဒါကတော့စိတ်တယ်လို့ခန္ဓာနှစ်ခုအလုံးနှစ်ခုခွဲမထားတော့ပဲတပေါင်းဒီတစ်စီတပေါင်းဒီတစ်စုဒီအဲ့ဒီလိုတထတဲကြနေတဲ့သဘောပဲအဲ့ဒီအတိတစ်ခုကိုပဲအဲ့တစ်ခုထဲမှာရောပြွမ်းပြီးတော့ရောနှောပြီးတော့လေးပါနေတယ်အတိလို့ပြောလိုက်တာနဲ့လေးကိုပြောသလိုဖြစ်သွားပြီတစ်ခွန်းပြောလိုက်ရင်နှစ်ခွန်းလုံးယူရတော့တစ်ခုပြောရင်နှစ်ခုလုံးယူရတော့ရေယူခဲ့ဆိုရင်ခွက်ကောရေရောနှစ်ခုလုံးထည့်ပြီးတော့တွက်ထားတော့အဲ့တော့ရေယူခဲ့တဲ့ခွက်မပါဘဲနဲ့ရေဘယ်လိုလုပ်ယူခဲ့မှာလဲဘာနဲ့ပဲယူလာထည့်เสียဆိုတာကတော့ပါလာရမှာပဲလေအသုံးနှုန်းကတော့ခွဲဆိုတာလေးကတော့တောက်ရင်လည်းတောက်တဲ့ခွက်ပေါ့ဆေးရင်လည်းဆေးတဲ့ခွက်ပေါ့ခြေဆေးရင်လည်းခြေဆေးတဲ့ခွက်နဲ့ရေကတော့ပါလာမှာပဲအဲဒီတော့ခွက်နဲ့ရေနဲ့ဘလို့မှကင်းလို့မရဘူးတဲ့ယူလာဆိုလို့ရှိရင်ထို့နည်းတူပဲတဲ့အတိတတိအတိလို့ပြောလိုက်တာ
လေကိုသိနေလို့အသိဆိုတာဖြစ်ပေါ်နေတာတရားဝင်ကတော့အာနာပါနကမ္မထံလေအဲ့လေကိုသိနေတာဖြစ်တဲ့အတွက်ကြောင့်အသိလို့ပြောလိုက်လေပါနေလို့အသိဆိုတာလည်းပဲပေါ်လွင်နေတာအသိဆိုတဲ့စိတ်ဆိုတာဖြစ်ခွင့်ရှိတာလေမရှိတာနဲ့လေအာယုံလေးပျောက်သွားတယ်ဆိုဘာမှလေသိစိတ်ဘာမှရှိတော့မှအသိလို့ပြောလို့မရတော့လေအာယုံကိုသိတယ်အသိလို့ဘယ်လိုမှပြောလို့မရဘာကြောင့်လေပျောက်စိတ်တရားလေမရှိတော့ဒီစိတ်ကဒါဖျို့ဖဲဖြစ်သွားတာပဲအဲ့ဒီအချိန်ခါမှာစောင့်ရှောက်ထွက်မသွားအောင်မတွေးအောင်အသိဉာဏ်လေးထဲလေပြောက်တဲ့ပုဂ္ဂိုလ်တွေကလည်းနုညံ့ပါလားသိမ့်မွေ့ပါလားငါသိရမယ်လေလေးကအလွန်နုပါလားသိမ့်မွေ့ပါလားဆိုပြီးတော့လေအဲ့ဒီတော့တတိရဲ့အသိရဲ့သဘာဝလေးတတိအသိဆိုတာအဲ့ဒီမှာလေးပါနေအဲ့ဒီအသိကိုသာစောင့်ရှောက်မှာတတိအသိကိုစောင့်ရှောက်လိုက်တာနဲ့လေးကိုစောင့်ရှောက်ရန်ရောက်သွားတတိရဲ့လုပ်ငန်းသူလုပ်ငန်းကအမှတ်ရခြင်းမမေ့ပြောက်ခြင်းစိတ်ကိုစောင့်ရှောက်ခြင်းအာယုံကိုစောင့်ရှောက်ခြင်းလို့လည်းဒီလိုလည်းပြောထားတာအဲ့ဒီတော့ယခုတော့လည်းပဲစိတ်ကိုစောင့်ရှောက်လိုက်တာနဲ့နောက်တနည်းအသိကိုစောင့်ရှောက်လိုက်တာနဲ့လေးကိုစောင့်ရှောက်ရန်ရောက်သွားတစ်ခုပြောရင်နှစ်ခုတစ်ခွန်းပြောရင်နှစ်ခုလုံးယူရအဲ့ဒီတော့လုပ်ငန်းခွင်မှာနှစ်ခုခွဲပြီးမသွားပါနဲ့ဧကဂရသမာဓိဆိုတာလေအာယုန်တစ်ခုတည်းမှာပဲစိတ်ကြရတည်ငြိမ်နေတာကိုဧကဂရသမာဓိအတွေးလည်းမရှိဘူးလေဌိနမိတ်တာလည်းမရှိဘူးဘဝင်ကြတာလည်းမရှိဘူးဘယ်သူနဲ့မှလည်းမပတ်သက်မဆက်ဆက်တော့ပဲနဲ့လေအာယုန်တစ်ခုတည်းမှာပဲပတ်သက်နေတယ်ဆက်ဆက်နေတယ်ဧကဂရသမာဓိအဲ့ဒီတော့စောင့်ရှောက်တဲ့နေရာမှာလည်းပဲဒါလေဒါအသိခန္ဓာနှစ်ခုမခွဲတော့ပဲနဲ့အသိတစ်ခုတည်းစောင့်ရှောက်လိုက်တာနဲ့ဧကဂရသမာဓိဖြစ်ဖို့ဟာအင်မတန်မှနိကတ်သွားနိစ္စသွားတယ်ဉာဏ်ဆန်သွားပြီတာဝန်လည်းပေါ့တယ်ကောင်းတယ်အင်မတန်ကောင်းတယ်နော်ကဲအဲ့ဒီတော့နမိတ်တွေကိုသမာဓိထူထောင်တဲ့လုပ်ငန်းရက်ကိုကြော်ပြီးတော့နမိတ်တွေကိုစီမံတာတွေလည်းမလုပ်နဲ့တွေ့တာတွေလည်းမလုပ်နဲ့ယူရတာတွေလည်းမလုပ်နဲ့ငါတော့နမိတ်ရှိပါတယ်ဆိုပြီးတော့အာယူပြီးတော့အာတက်ကြွပြီးတော့တရားလည်းသွားမထိုင်နဲ့စိတ်ကံတိုင်းလေးပဲသွားပါဖြေလျှောတဲ့လုပ်ကိုလုပ်အနာယူတဲ့လုပ်ကိုလုပ်ပါစိတ်ငြိမ်စိတ်အောင်ပြုခြင်းတဲ့လုပ်ကိုလုပ်ပါလေးနဲ့ရင်းနှီးသွားရင်လေအာယုံကိုသိတယ်အသိကိုသာစောင့်ရှောက်ပြီးတော့နေထိုင်ပါအဲ့ဒါတမာရီထူထောင်တော့အဲ့ဒါကိုမကြော်နဲ့အဲ့ဒီအကြောင်းတရားကိုမကြော်နဲ့အဲ့ဒီအကြောင်းတရားဟာသူကအသက်ပဲတဲ့အဓိကတော့ချက်ပဲနော်အဲ့ဒီမှာစာအုပ်မှာဖတ်ကြည့်ဟုတ်လား ယောဂီနံပါတ်336